share ပဲ right သမီးလေးတွေကို school ထမင်းကြိုက်ထဲကိုထည့်ပါတယ် pasta တစ်စုပ်ကိုသုံးတယ်နော် pasta တစ်စုပ်သုံးပါတယ်နော် pasta လေးနော် pasta တော့ကောင်းတယ်တုတ်စားလို့ပါထည့်နေဆိုစားလေးနည်းနည်းထည့်ပါနော်ဒီလိုပြောဒါကဂါလီဘော်ဒလီသုံးပြမှာပါဒါပါစတာလေးကိုပြစ်ဒါကသုံးမယ် sauce ပါခွက်နဲ့တစ်ဝက်လောက်ပေါ့နော်ထည့်မယ်ဝါနူကတော့ပြေကန်လေးလောက်ထည့်ဝိုးရိုရိုက်လေနေပါလေဝါထည့်ဒီလောက်ဆိုရင်ပါစတာကရပါပြီကားလေးထည့်လိုက်ပဲဒီကားလေးလေးမှုေးလာပြီဆိုလို့ရှိရင်ခဏလေးဖြော်ထားတဲ့ sauce ကိုထည့်လိုက်မယ်ရှေ့ပြီးပြနေဒီမှာမှုေးပြီးရင်သူပြက်လာနော် Mama what's too picture ကဲဒီမှာဆူလာပါပြီလို့နော်ဒီလိုဆူလာပြီပြက်လာပြီရတယ်လေအဲ့ခါကြာရင်နော်ကိုယ့်ရဲ့ခောက်ဆွဲတွေကိုထည့်လို့ရပါပြီလို့နော်ခောက်ဆွဲတွေထည့်လိုက်မယ်ဟမ်စီဆော့စ်တယ်ပါလေသူကကဲဒါဆိုရင်နော် homemade ပေါ့နော် homemade alfredo sauce pasta လေးရပါပြီကလေးလေးတွေအရန်ကြိုက်တယ် homemade alfredo sauce လေးပါဒီမှာဒါလေးကိုဖြူလိုက်ပါမယ်တမငင်ငင်လေးနေဒါလေးကိုဖြူလိုက်ပါမယ် ready to eat ကဲဒီမနက်ဒီမှာနော်ဒီမှာဥစားမထည့်တာ